အားလုံးပဲမင်္ဂလာပါအခုပြပြမယ်အကြောက်အရာအကောက် U-info ဓာတ်ပုံထင်နေဖြစ်တာပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကဓာတ်ပုံထည့်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ set ကိုကျွန်တော်တို့က reset ရှာလိုက်တဲ့ခါကျရင်ဒီ set ပြန်တက်လာလို့နော်အဲ့ဒီနေရာမှာ logo နေရာမှာကိုရဲ့ပုံတွေထည့်ချင်တာပေါ့နော် set ကိုပိတ်ထားတယ်ဆိုရင်ကျွန်တော်တို့က set ကိုဖွင့်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ရဲ့ logo မှာပေါ့နော်ဒီကိုရဲ့ဓာတ်ပုံတွေထည့်ထားရှင်တဲ့သူတွေရဲ့အတွက်ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကအဲ့လိုအဲ့ဒီနေရာမှာကျွန်တော်တို့ကကိုရဲ့ဓာတ်ပုံတွေကိုဘယ်လိုထည့်မလဲဆိုရင်ကျွန်တော်တို့ကဒီ step menu ကိုကျွန်တော်တို့ကတွားရမှာပေါ့နော် step menu ကနေပြီးတော့ကျွန်တော်တို့ကဒီ sting ကိုတွားလိုက်ပါ sting ကိုတွားလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ logo နေရာမှာပေါ့နော်ဒီ logo နေရာမှာကျွန်တော်ကဒီဓာတ်ပုံမရှိဘူးပေါ့နော်ဓာတ်ပုံမရှိဘူးဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တို့ကဓာတ်ပုံထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီ set ပွင့်တဲ့ခါကျရင်ပွင့်လာမယ်ပွင့်လာပြီး set ချလိုက်ရင်တက်လာတဲ့ခါကျရင်ကိုရဲ့ဓာတ်ပုံလေးတွေမြင်ရမှာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီ logo လေးဟာကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်ပါတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ U-info ဆိုတာရှိတာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ကထည့်ပြီးတော့ဝင်ပေးပါဝင်ပြီးတော့ဆိုရင်ဒီမှာ shin file ဆိုတာရှိတယ်နော်အဲ့ဒီ shin file ရဲ့ဘေးမှာ raw file ဆိုတာရှိတယ်ကျွန်တော်တို့ကနော်အဲ့ဒီ raw file ကိုကျွန်တော်ကနှိပ်ပေးလိုက်မယ်နှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီဓာတ်ပုံပင်ညာမှာရှိတယ်ကျွန်တော်ကဒီ desktop မှာကျွန်တော်အဆင်သင့်ကျွန်တော်တင်ထားတာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အဲ့ဒီဓာတ်ပုံကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ shin paste ဆိုတာရှိတာပေါ့နော် shin paste ကျွန်တော်ကနှိပ်လိုက်မယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ရဲ့ဒီဓာတ်ပုံအစားထိုးလိုက်တာပေါ့နော်ဒီနေရာမှာဓာတ်ပုံအစားထိုးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ set ကို set ချလိုက်ရင်တက်လာတဲ့ကကြာရင်ဒီပုံတွေပေါ်နေမယ် set ကိုဖွင့်ပိတ်ထားရင်ဖွင့်လိုက်တဲ့ကကြာရင်ဒီပုံတွေပေါ်နေမှာပေါ့နော် okay အဲ့လိုဆိုရင်ကျွန်တော်ရဲ့ဒီနေ့သင်ခန်းစာတော့ဒီလောက်ပဲပေါ့နော်